ကျောင်းသူအုပ်စုတစုဟာနေ့လည်စာစားနေတဲ့ကျောင်းသူကလေးရဲ့ထမင်းပကံထဲကိုဖြော်ရည်တွေလောင်းထည့်လိုက်ပါတယ်တယောက်တည်းရှိတဲ့အပြင်အနေအေးတဲ့မင်းလေးကတော့သူမကိုအနိုင်ကျင့်နေပေမဲ့တိခံပြီးဖြော်ရည်တွေရောနေတဲ့ထမင်းကိုပဲဆက်စားနေခဲ့ပါတယ်ဒါပေမဲ့အနိုင်ကျင့်သူတွေကပိုဆိုးလာခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်ကိုထမင်းဘူးနဲ့ပတ်လိုက်ပါတယ်ဒီဖြစ်ကိုအစာဆုံးမြင်နေတဲ့ကျောင်းသူတွေအများကြီးရှိနေပေမဲ့မသိအောင်ဆောင်နေကြပြီးမျက်မှန်နဲ့ဖက်ကြီးကျောင်းသားလေးကအနိုင်ကျင့်နေတဲ့မိန်းလေးအုပ်စုကိုဟန်တားလိုက်လို့မိန်းလေးတွေကပွားစီနဲ့ထွက်သွားကြပါတယ်ကျောင်းတို့ချိန်မှာခုနကကူညီခဲ့တဲ့ဖက်ကြီးကျောင်းသားလေးကိုအမြဲအနိုင်ကျင့်နေကြကျောင်းသားအုပ်စုကနေ့လေကကျောင်းမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဆရာကြီးအထားပန်းရဆိုတဲ့အချက်နဲ့ရန်လားရှာပါတယ်သူအနိုင်ကျင့်နေကြအတိုင်းကောင်လေးကိုထူလိုက်ချိန်မှာတစ်ဖက်ကလျှက်တစ်ပြက်တုတ်ပြန်မှုကြောင့်သူအံ့ဩသွားပါတယ်နောက်တစ်ချိန်ထထိုးတိုက်ချိန်မှာလည်းသူပဲတဖန်လဲရတဲ့အထီကိုအတီးခံရပါလေဖတ်တီးလေးရဲ့တုတ်ပြန်မှုကကိုခံပညာတစ်ဖက်ကခံနေတဲ့ဂိုင်းစတာတယောက်လိုပါပဲအမှန်လဲဖတ်တီးလေးဟာရုပ်ကသာကလေးဆိုပေမဲ့သူ့ရဲ့စိတ်ဝိညာဉ်ကဂိုင်းစတာ2ပါသူဟာဆိုးမျိုးရဲ့မြေရောက်လောကမှာအကျဉ်းဆုံးဖိုက်တာဖြစ်ပြီးအလွန်ချမ်းသာသလိုသူ့လက်အောက်မှာတပည့်လူပိုက်တထားစီတီးပါရှိပါတယ်ညနေခင်းတစ်ခုမှာသူကလမ်းဘေးမှာရပ်ပြီးဖုံးပြောနေတော့ရုတ်တရက်တိုက်ပေါ်ကကောင်လေးတယောက်ကသူ့ဘုံကိုတက်တက်ကြီးပြုတ်ကျလာပါတယ်သူသတိပြန်ရတဲ့အခါခေါင်းမှုနဲ့ဝေသာကိုခံစားနေရပြီးဆေးရုံတရုံရဲ့ဂဒေပေါ်မှာရောက်နေပါတယ်သူဟာရန်ညက်တဲ့အနေထားနဲ့ထလာချိန်မှာဂဒေပေါ်မှာအသက်ရှူပတ်တက်ထားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးကိုပြန်တွေ့ရပါတယ်အနီးကမှန်ထဲမှာတော့သူ့ရဲ့မျက်နှာဟာလူငယ်တူးရဲ့ပုံပြောင်းလဲသွားပါတယ်သူနားလေတာကတိုက်ပေါ်ကနေသူ့ဘုံကိုခုန်ချတဲ့ကလေးတဲ့သူဟာဝိညာဉ်ချင်းလဲသွားတယ်ဆိုတာပါဒါကြောင့်သူဟာဂဒေပေါ်မှာအောက်ဆီဂျင်ပေးနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ရဲ့ကိုပြန်ဝင်နိုင်ဖို့ကြိုးစားနေပေမဲ့မအောင်မြင်ခဲ့ပဲမကြခင်မှာပဲသူ့တပည့်လူဆိုးတွေရောက်လာပြီးသူ့ကိုတီးဖို့လုပ်နေချိန်မှာသူနာဘူးဆရာမတအူးဝင်လာလို့သူတက်တာသွားပါတယ်လူဆိုးကြီးကလည်းသူကြုံတွေ့နေရတာကိုစိတ်ပြက်လာပြီးနောက်ဆုံးမှာတော့သူ့အိမ်ကိုပြန်လာပါတယ်ဒါပေမဲ့အဖြစ်မှန်ကိုမသိတဲ့သူ့ရဲ့မိဘကသူဘလို့ရှင်းပြလက်မခံပဲသူ့ကိုအိမ်ထဲကိုမဝင်ခိုင်းပဲဓာတ်နဲ့ခုတ်ဖို့လုပ်လို့အခက်တွေ့ခဲ့ရပါတယ်နောက်ဆုံးမှာတော့ရဲတွေရောက်လာပြီးသူ့ကိုရဲစခန်းကိုခေါ်သွားခဲ့ပါတယ်မကြမီမှာပဲသူတခါမှမမြင်ဘူးတဲ့လူကြီးတူကသူ့ကိုသူ့သားပါဆိုပြီးရဲစခန်းကနေအာမခံနဲ့လာခေါ်ပါတော့တယ်နောက်တစ်နေ့မှာတော့သူကကောင်လေးပြုတ်ကြရတဲ့အဓိကအကြောင်းရင်းကိုစုံစမ်းဖို့ကျောင်းကိုသွားခဲ့ပါတယ်ဒါပေမဲ့စာသင်ခန်းထဲဝင်တဲ့အခါကျောင်းသားတွေကသူ့ကိုယွန်ရှာသွားကြည့်နေပါတယ်သူကဘာကူမှဂူးဆိုင်ပဲနိစရခုံမှထိုင်လိုက်ပါတယ်ဟိုအချိန်မှာဖတ်တီးလေးကိုအမြဲအနိုင်ကျင့်နေကြကျောင်းသားကသူ့ကိုရိုင်းပြစွာနဲ့လက်ကလေးထောင်ပြပါတယ်ဒါပေမဲ့သူကလုံးဝဂူးမဆိုင်ခဲ့ပါဘူးနေ့လည်စာစားကမ်းမှာတော့ကျောင်းသူ၃ကနေ့လည်စာစားနေတဲ့ကလေးမလေးကိုဆူရွာအနိုင်ကျင့်နေလို့သူကဝင်ဟန်တားလိုက်ရပါတယ်ဒါကိုမကျင်တတ်တဲ့ကျောင်းသားကကျောင်းသူချိန်မှာအခြားသူတဲ့သူလမ်းကူပိတ်ကသူ့ကိုတီးဖို့ကြိုးစားပါတယ်ဒါပေမဲ့ဖတ်တီးလေးရဲ့တီးချက်အောင်မှာပဲအလူလဲခံသွားရပါတယ်နောက်တစ်နေ့မှာတော့အနိုင်ကျင့်တဲ့ကျောင်းသားအဖွဲ့ကကျောင်းအင်သားထဲမှာအခြားကျောင်းသားတူကိုအနိုင်ကျင့်နေပြန်ပါတယ်သူတို့မသိတာကဖတ်တီးလေးကအင်သားခန်းထဲကိုရောက်နေတာပါဖတ်တီးလေးထွက်လာချိန်မှာတော့အားလုံးကကြောက်လန့်နေကြကဖတ်တီးလေးကကျောင်းသားတွေစီကနေလက်ကင်ဖုန်းကိုတင်လာပါတယ်ဖတ်တီးလေးအိမ်ပြန်ရောက်ချိန်မှာတော့ဖုန်းကိုဖွင့်ကြည့်လိုက်ပြီးဗီဒီယိုဖိုင်တစ်ခုကိုတွေ့ပါတယ်ရင်းရုပ်တဲ့ထဲမှာအနိုင်ကျင့်သူကဖတ်တီးလေးရဲ့ဖက်လက်တွေကိုလှည့်စစ်တိုက်ဖို့ကိုချိန်ထားပါတယ်ဖတ်တီးလေးကဖက်လက်တွေကိုယူဖို့တက်နေတော့ဟန်ချက်ပြက်ပြီးပြုတ်ကျသွားပါတယ်ထိုချိန်မှာသူကအောက်မှာရှိနေခဲ့တာပါဖြစ်စစ်အမှန်ကိုနားလည်ပြီးတဲ့နောက်မှာတော့ဖတ်တီးတစ်ဖြစ်လေလူဆိုးကရုပ်ကကျောင်းကထွက်ဖို့ပြင်ပါတယ်ကျောင်းကမှရုတ်တရက်မင်းလေးတူကသူ့ကိုဝင်တက်ပြီးထိုမိန်းကလေးရဲ့အယုတ်ကြီးကအောက်ကိုပြုတ်ကျသွားပါတယ်သူကထိုရုပ်ကိုပြန်ကောက်ပေးချိန်မှာသူမရဲ့မိခင်တို့ယူဆရတဲ့အမျိုးသမီးတူကအယုတ်ကိုလာယူပါတယ်သူမဟာလူဆိုးခိုင်းကောင်းတော့ဘွားကသူ့ရဲ့အချစ်ဆုံးရီးစားဦးဖြစ်နေလို့ကဘာလောကတစ်ခုလုံးရက်တန့်သွားသလိုသူအံ့ဩသွားပါတယ်သူမဟာကြောက်ပါအမြဲအနိုင်ကျင့်ခံနေရတဲ့ကလေးမလေးရဲ့အမေဖြစ်နေပါတယ်သူတို့ကြားမှာပတ်သက်မှုတွေရှိနေကြလို့ခိုင်းကောင်းတော့တစ်ဖြစ်လေဖတ်တီးလေးဟာရှိုးဝက်စွာ DIA စစ်စစ်လိုက်တော့မိန်းလေးကအပန်တကယ်ပဲသူတပည့်ဖြစ်နေတာကိုသိလိုက်ရပါတယ်ဒါကြောင့်ကျောင်းကထွက်ပြီးငွေရှာဖို့တွေးနေတဲ့သူ့ရဲ့အကြံကိုပြောင်းလိုက်ပြီးအားငယ်နေတဲ့တပည့်ဖြစ်သူကိုစောက်ရှက်ဖို့အတွက်ကျောင်းမှာဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်